ရှိတုန်းကတရုတ်ပြည်မှာလယ်သမားတဦးဟာသူ့ရဲ့လယ်ကွင်းထဲမှာစိမ်းလန်းတဲ့ပြိုပင်လေးတွေကိုအတန်းလိုက်တည်သက်စွာစိုက်ပျိုးခဲ့ပါတယ်။ဂင်းတို့အမြန်ကြီးထွားလာဖို့မျှော်လင့်ပြီးသူဟာနေ့တိုင်းလာကြည့်လေရှိပါတယ်။ပြိုပင်လေးတွေဟာတဖြည်းဖြည်းချင်းကြီးထွားနေပေမဲ့လယ်သမားကတော့ဘာမှမပြောင်းလဲဘူးလို့ထင်နေခဲ့ပါတယ်။သူတို့ကကြီးတာတိတ်နေတာပဲလို့သူကစိုးရိမ်တကြီးပြောခဲ့ပါတယ်။ရုတ်တရက်လယ်သမားဟာအကြံတစ်ခုရလာပါတယ်။ဒီလိုလုပ်ရင်ပိုပြီးအမြင့်မြန်လိမ့်မယ်လို့ထင်ပြီးပြိုပင်တစ်ပင်ချင်းစီကိုအပေါ်ဘက်သို့အနှဲငယ်စီဆွဲတင်ခဲ့ပါတယ်။တနေ့ကုန်အလုပ်လုပ်ပြီးနောက်မှာတော့လယ်သမားဟာပင်ပန်းပြီးချွေးရွှဲနေပေမဲ့အရန်ကိုဂုဏ်ယူနေခဲ့ပါတယ်။ဒီနေ့တော့ငါပြိုပင်လေးတွေအားလုံးကိုပိုရှည်လာအောင်ကူညီပေးခဲ့တယ်လို့သူ့မိသားစုကိုပြောပြခဲ့ပါတယ်။နောက်တနေ့မနက်မှာလယ်သမားပြန်လာတဲ့အခါပြိုပင်လေးတွေအားလုံးညှိုးနှွမ်းကြွေကျနေတာကိုတွေ့လိုက်ရပါတယ်။ရင်းတို့ရဲ့အမြင့်တွေထိခိုက်ပျက်စီးသွားတာကြောင့်ရေကိုကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့လယ်သမားဟာအချို့သောကြီးထွားမှုတွေကိုအလင်းစလိုလုပ်လို့မရမှန်းနားလည်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာစိတ်ရှည်လက်ရှည်နဲ့ရေလောင်းတက်လာပြီးပြိုးပင်လေးတွေကိုရင်းတို့ရဲ့ပင်ကိုယ်တဘာဝအတိုင်းပဲကြီးထွားခွင့်ပြုခဲ့ပါတယ်။ပုံမြင်လေးရဲ့သင်ခန်းစာကတော့ကြီးထွားမှုဆိုတာအချိန်ယူရပါတယ်။အလင်းစလိုလုပ်ဖို့ကြိုးစားခြင်းဟာကောင်းကျိုးထက်ဆိုးကျိုးကိုပဲပိုဖြစ်စေနိုင်ပါတယ်။